မင်္ဂလာပါဒီနေ့အရန်စားလို့ကောင်းတဲ့ဆူရှီဆိုင်လေးကိုချူကလည်းခေါ်သွားပါမယ်လိုက်ကြည့်ပေးကြနော်ဒီဆိုင်လေးကအရင်ကလာတာဆိုင်လေးပေါ့နော်အခုစမ်းကြောင်းမှာဖွင့်လာတာပါစားဘူးသမျှဆူရှီထဲမှာဒီဆိုင်ဆူရှီကိုအကြိုက်ဆုံးမှုတကူးတကောက်လာစားတာပါရှင်ဒီဆိုင်လေးကလေတကယ်အခြေ Facebook page တောင်မရှိဘူးအဲ့ဒါနဲ့မီနူးကတ်မှာဖုန်းနံပါတ်လေးပါလို့တခြားလေးရိုက်လာခဲ့ပေးပါတယ်ဆူရှီကြိုက်တယ်တာပြောတာချူကဆက်ဆက်မပြတဲ့တိတ်မစားတတ်ဘူးဒါဒီဆိုင်ချူစားနေကြမီနူးတွေပေါ့နော်ပစွန်တပူရာကြောကနန်းဆလက်တူနာဆလက်ပစွန်မယောနီဒါလေးကကြက်သားကိုပမောက်ကကြော်ထားတာအဲ့တော့သူစီကခါမစားဘူးလို့ try ကြည့်တာတဲ့ရာဂီကြက်သားဒါကလေသူ့ရဲ့ trademark ရင်းနှီးချမ်းလေးပေါ့နော်အရန်တောက်လို့ကောင်းတာစီနှုံးလေးက4000ကစားတယ်4000 5000ပေါ့နော်အရင်ကဆိုအရန်တန်တာတပွဲမှ2000ပဲအခုတော့ကိုစိမ့်တို့တွေတက်တော့လဲသူတို့လည်းတက်မှာပေါ့နော်ဒါမဲ့အရန်ကိုစားကောင်းပါရဲ့ရှင်သူဆိုပစွန်တပူရာကိုကြိုက်လုံးလုံးနောက်တစ်ပွဲထပ်မှာစားခဲ့တယ်အခုမှားထားတာတွေအားလုံးပေါင်းမှာ3000ပဲကြာခဲ့တယ်ပေါ့နော်စားလို့ကလည်းအရန်ကောင်းမျိုးလေတကယ်ကိုဆူရှီဆိုင်နေမှာဒီဆူရှီဆိုင်ကိုအကြိုက်ဆုံးချူးနဲ့အကြိုက်တူရဲ့လူတွေရှိမှထင်တယ်နော်ရှိုရာဆူရှီဆိုတကူးတကောက်လာစားကြတကယ်စားလို့ကောင်းတဲ့ဆိုင်လေးအခုသူကစမ်းချောင်းမှာဖွင့်လာရပေါ့နော်အရင်ကဆိုလာတာမှာမရှိတော့လို့လေချူးမှာလိုက်ရှာရှိုရာဆူရှီဆိုင်ရဲ့ပရိသတ်တွေချူးလို့ပဲပေါ့နော်ဖွင့်လာအောင်မသိမှဆိုလို့ဒါပေမဲ့သူတို့ဖွင့်လာတော့ကြာပါပြီတော်တော်သိကြမှာပါစမ်းချောင်းမှာဖွင့်လာပါတယ်မီနူးကတ်လေးကဖုန်းနံပါတ်ကိုလည်းချူးရိုက်လာပေးတယ်နော်ဖုန်းနံပါတ်နဲ့ဖုန်းဆက်ပြီးသွားချင်တဲ့လူတွေလည်းဆက်ပြီးသွားလို့ရအောင်လေဒီဆိုင်ကလေပစွန်တန်ပူတာဘာလို့ကြိုက်လဲဆိုတော့လေသူကလေတခြားဆိုင်တွေကတော့မုံနဲ့ပစွန်သားကကွာမနေဘူးကွယ်စားလိုက်တာနဲ့အဲ့လိုပေါင်မိုးကျွတ်လေးနဲ့ကျွတ်နဲ့ပစွန်ရတာတော့တကယ်ကွက်တီပဲအဲ့ဒီပစွန်တန်ပူတာကြောက်ပဲဒီဆိုင်အောင်တကယ်ဆွဲလန်းသွားတာပြီးတော့နောက်မီနူပစွန်မယောနီလေးလည်းတကယ်စားကောင်းတာရှင်ဖူထပ်ပြီး try ခဲ့တယ်စက်သားပေါင်မိုးကျွတ်ကြော်ရလဲတော်တော်ကိုမှစားကောင်းတာပါမိုးတက်တယ်ဟာလေအတော့တက်အချက်မှစမ်းပြီးတော့那干嘛？ဒါကတော့လေတကယ်ကိုကြိုက်လွန်လို့ကိုအကြိုက်ဆုံး favorite sushi ဆိုင်မို့လို့ကိုပါကိုဘလော့လေးရိုက်ခဲ့ရပါရှိတင်ဆက်ပုံအမှားရင်ပါရင်လည်းချူနားလေးပေးကြနော်နောက်ဘလော့တွေမှာပြန်ဆုံပါမယ်တတာ